ချင်းပြည်နယ်အစိုးရအဖွဲ့အနေနဲ့သက်ရှူလမ်းကြောင်းဆိုင်ရာယောဂါ Coronavirus Disease 2019 COVID-19 ကြိုတင်ကာကွယ်နိုင်ရေးနှင့်ကူးစက်ပြန့်နှံ့မှုမဖြစ်ပေါ်စေရေးအတွက်အများပြည်သူသိရှိလိုက်နာဆောင်ရွက်ရန်အမိန့်ကြေညာစာကိုဒီကနေ့1382ခုနှစ်တကူလာဇန်1ရက်2020ပြည့်နှစ်မတ်လ24ရက်ရက်စွဲနဲ့ရုံးမိန့်အမှတ်15/2020ဖြင့်ထုတ်ပြန်လိုက်ပါတယ်။အပိုက်1ကမ္ဘာနိုင်ငံများတွင်ကူးစက်ပြန့်နှံ့လျက်ရှိသည့်သက်ရှူလမ်းကြောင်းဆိုင်ရာယောဂါ Coronavirus Disease 2019 COVID-19 ကိုကမ္ဘာ့ကျန်းမာရေးအဖွဲ့ World Health Organization WHO က17ရက်3လ2020ရက်နေ့တွင်ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ Pandemic အဖြစ်သတ်မှတ်ခဲ့ကြောင်းနိုင်ငံတော်သမ္မတရုံး၏13ရက်3လ2020ရက်စွဲပါပြည်သူများသို့ပန်ကြားချက်အရသိရှိရပါသည်မြန်မာနိုင်ငံအနေဖြင့်လည်း13ရက်3လ2020ရက်နေ့တွင်ကာကွယ်ထိန်းချုပ်ကုသရေးဗဟိုကော်မတီကိုအမျိုးသားအဆင့်ဗဟိုကော်မတီအဖြစ်တိုးမြင့်ဖွဲ့စည်းပြီးသည့်ဖြစ်တဲ့အပြင်ချင်းပြည်နယ်အစိုးရအဖွဲ့မှလည်းအဆုတ်ရောင်ယောဂါ Coronavirus Disease 2019 COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးပြည်နယ်အဆင့်လုပ်ငန်းကော်မတီကိုဖွဲ့စည်းထားရှိကာကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ထုတ်ပြန်ကြေညာချက်ပြည်နယ်ပြည်သူ့ကျန်းမာရေးကုသရေးဦးစီးဌာန၏အကြံပြုချက်များနှင့်အညီလိုအပ်သောလုပ်ငန်းစဉ်များကိုဆောင်ရွက်လျက်ရှိပြီးခရိုင်မြို့နယ်ရပ်ကွက်ကျေးရွာအုပ်စုအဆင့်ထိညွှန်ကြားချက်များထုတ်ပြန်ဆောင်ရွက်လျက်ရှိပြီးယောဂကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့်စောင့်ကြပ်ကြည့်ရှုခြင်း Surveillance and Quarantine လုပ်ငန်းများကိုအရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိပါသည်။အပိုက်2တီးတိမ်မြို့နယ်ပြည်သူ့ဆေးရုံတွင် Coronavirus Disease 2019 COVID-19 တန်တရားလူနာသည်2020ပြည့်နှစ်မတ်လ23ရက်နေ့11:45အချိန်တွင်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနစစ်ဆေးချက်အရ COVID-19 ရောဂါပိုးတွေ့ရှိရသဖြင့်၎င်းလူနာနေထိုင်ခဲ့သောကပ်တဲကျွော်အား Lockdown နှင့် Quarantine လုပ်ငန်းများဆောင်ရွက်လျက်ရှိပြီးတီးတိမ်မြို့နယ်ကိုလည်းလိုအပ်သော Quarantine လုပ်ငန်းများဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်းချင်းပြည်နယ်တွင်ကုန်စည်စီးဆင်းမှုမပြတ်တောက်စေရေးစားနပ်ရိက္ခာဆေးဝါးများမပြတ်လက်စေရေးစီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်းပြည်နယ်အတွင်းဝင်ထွက်သွားလာသည့်ယာဉ်လိုင်းများပုံမှန်ပြေးဆွဲလျက်ရှိပါကြောင်းကျန်းမာရေးဌာနမှလိုအပ်သောစောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိပါကြောင်းချင်းပြည်နယ်အစိုးရအဖွဲ့မှသတင်းအချက်အလက်များကိုလည်းလိုအပ်သလိုထုတ်ပြန်သွားမည်ဖြစ်ပါကြောင်းနဲ့ချင်းပြည်နယ်ပြည်သူလူထုမှအောက်ပါအတိုင်းဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါရန်မြစ်တာရက်ခံပန်ကြားအပ်ပါသည်ကာကြီးပြည်သူလူထုစိုးရိမ်ကြောက်ကြမှုမရှိစေရေးအတွက်ကုန်စည်နှုန်းတည်ငြိမ်အောင်ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန်ကာကွယ်ပြည်ပနိုင်ငံများမှလာရောက်သူများနှင့်ပတ်သက်၍ဤစာရကျန်းမာရေးဌာနအုပ်ချုပ်မှုရုံးများသို့သတင်းပေးပို့ရန်မိမိနေအိမ်တွင်14ရက်နေထိုင်ရန်နှင့်ကျန်းမာရေးဆိုင်ရာပြဿနာတစ်ခုခုရှိပါကကျန်းမာရေးဌာနသို့သတင်းပို့ရန်ဒါငယ်လူစုလူဝေးနှင့်ကျင်းပရသည့်အခမ်းအနားများပွဲလမ်းသဘင်များဘာသာရေးပွဲများနှင့်ဝတ်ပြုဆုတောင်းခြင်းများလူမှုရေးတာရေးကိစ္စရပ်များကိုမပြုလုပ်ရန်နှင့်မဖြစ်မနေဆောင်ရွက်ရမည့်နာရေးကိစ္စရပ်များတွင်လူဦးရေအ ਨੇ ဆုံးဖြင့်သာဆောင်ရွက်ရန်ဂါကြီးကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်လျက်ရှိသောအကြံပြုချက်များကိုမပြတ်မကွက်လိုက်နာကြရန်အပိုက်3တို့ဖြစ်ရာချင်းပြည်နယ်တွင် COVID-19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက်ဌာနအဖွဲ့အစည်းများလုပ်ငန်းရှင်များနှင့်အများပြည်သူများအနေဖြင့်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကိုပူးပေါင်းပါဝင်လုပ်ဆောင်ရန်လိုအပ်ပြီးအောက်ပါအချက်များကိုလည်းတိကျစွာလိုက်နာရန်ဤအမိန့်ကြေညာချက်ကိုထုတ်ပြန်ကြေညာလိုက်သည်ကာကြီးချင်းပြည်နယ်အဆင့်ဌာနဆိုင်ရာအဖွဲ့အစည်းများခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာအဖွဲ့အစည်းများရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်မှုရုံးများအနေဖြင့်လူစုလူဝေးဖြင့်ကျင်းပပြုလုပ်ရမည့်တွေ့ဆုံပွဲများအခမ်းအနားများဟောပြောပွဲများအစည်းအဝေးများနှင့်တင်တန်းများအားကျင်းပခြင်းမပြုရန်ခါခွေဟိုတယ်မိုတယ်တဲခိုကန်များအနေဖြင့်လုံခြုံဆွေးနွေးပွဲများတွေ့ဆုံပွဲများအခမ်းအနားများဘာသာရေးလူမှုရေးနှင့်ဆက်နွယ်သောကိစ္စရပ်များကိုနောက်ထပ်ကြေညာချက်တစုံတရာမထုတ်ပြန်မီအထိကျင်းပခြင်းမပြုလုပ်ရန်ဂငယ်တက္ကသိုလ်များအခြေခံပညာကျောင်းများပညာရေးဝန်ကြီးဌာနအသိအမှတ်ပြုကျောင်းများကိုယ်ပိုင်ကျောင်းများအနေဖြင့်ပညာရေးဝန်ကြီးဌာန၏ညွှန်ကြားချက်များအတိုင်းဆောင်ရွက်ရန်နှင့်ပုဂ္ဂလိကဘော်ဒါဆောင်များဖွင့်လှစ်ခြင်းအားနောက်ထပ်ကြေညာချက်တစုံတရာမထုတ်ပြန်မီသည့်မပြုလုပ်ရန်ဂါကြီးလူမှုဝန်ထမ်းဦးစီးဌာနမှဖွင့်လှစ်ထားသောမူကြိုကျောင်းများနှင့်လူမှုဝန်ထမ်းဦးစီးဌာနမှအသိအမှတ်ပြုပုဂ္ဂလိကမူကြိုကျောင်းများအနေဖြင့်လူမှုဝန်ထမ်းဦးစီးဌာန၏ညွှန်ကြားချက်အတိုင်းဆောင်ရွက်ရန်င KTV ကာအိုကေဆိုင်များကိုပိတ်ထားရန်စလုံးအယောင်မြင့်တင်ရေးပွဲများမပြုလုပ်ရန်စလိန်စားတောက်ဆိုင်များတွင်ပါဆယ်ဖြင့်သာကန့်သက်ရောင်းချရန်ဇာကွယ်အများပြည်သူများအနေဖြင့်လူစုလူဝေးဖြင့်ကျင်းပပြုလုပ်ရမည့်အခမ်းအနားများပွဲလမ်းသဘင်များမြန်မာရိုးရာသကြံပွဲတော်အတွက်မတ်တပ်ဆောက်လုပ်ပြီးကျင်းပခြင်းအပအဝင်မပြုလုပ်ကြရန်ဘာသာရေးနှင့်ဆက်နွယ်သောလူမှုရေးဆိုင်ရာအခမ်းအနားများအခြားဘာသာရေးဆိုင်ရာအခမ်းအနားများနှင့်ပွဲလမ်းသဘင်များမပြုလုပ်ရန်ဇာမင်စွဲပုံမှန်အပတ်စဉ်ဖျားเจ้าများနှင့်ဘုန်းကြီးเจ้าများတွင်လူစုလူဝေးဖြင့်ဆောင်ရွက်လျက်ရှိသောဘာသာရေးဆိုင်ရာဝတ်ပြုဆုတောင်းခြင်းအစည်းအဝေးပြုလုပ်ခြင်းများကိုလည်းနောက်ထပ်ကြေညာချက်တစုံတရာမထုတ်ပြန်မီအထိလူစုလူဝေးဖြင့်ကျင်းပခြင်းမပြုလုပ်ရန်
ညမိဘပြည်သူများအနေဖြင့်တိုက်နိုင်သမျှမိမိနေအိမ်တွင်သာနေထိုင်ကြပါရန်တာတလင်းကျိတ်အများပြည်သူစိုးရိမ်ထိတ်လန့်စေမိမှန်သတင်းကောလာဟလများကိုဖန်တီးဖြန့်ဝေခြင်းမပြုလုပ်ရန်နှင့်ပြုလုပ်ပါကတည်ဆဲဥပဒေများနှင့်အညီအရေးယူဆောင်ရွက်ရန်ထောက်အောင်ပဲချင်းပြည်နယ်အတွင်းရှိပြည်သူများအနေဖြင့်လက်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ Coronavirus Disease 2019 COVID-19 ကြိုတင်ကာကွယ်နိုင်ရေးမဖြစ်ပွားစေရေးအတွက်ကျန်းမာရေးနှင့်အာဏာပိုင်ဌာနကအချိန်နှင့်တပြေးညီထုတ်ပြန်ထားသည့်သတိပေးနှိုးဆော်ချက်များအတိုင်းတိတိကျကျလိုက်နာဆောင်ရွက်သွားရန်ဒါရင်ကောက်မိမိပတ်ဝန်းကျင်တွင်တန်တရားလူနာတွေ့ရှိရပါကသက်ဆိုင်ရာခရိုင်မြို့နယ်ရက်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်မှုများမှတဆင့်နီးစပ်ရာကျန်းမာရေးဌာနများသို့အမြန်ဆုံးသတင်းပို့တည်ပေးဆောင်ရွက်သွားကြရန်အပိုက်လေးရက်ကွက်ကျေးရွာနေပြည်သူများထံလက်လန်းမီစရန်ရည်ရွယ်ပြီးခရိုင်မြို့နယ်အတွင်းရက်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်မှုများကျေးရွာတာဝန်ခံများမှမိမိတို့အုပ်ချုပ်ရေးနယ်မြေအတွင်းပြည်သူထံသို့ပန်ကြားချက်အားအတန်ချက်ဆက်များအသုံးပြု၍ကျယ်ကျယ်ပြန့်ပြန့်အသိပေးဆောင်ရွက်သွားမည်ဖြစ်ပြီးရက်ကွက်ကျေးရွာနေပြည်သူများမှလည်းကျန်းမာရေးနှင့်အာဏာပိုင်ဌာနကအချိန်နှင့်တပြေးညီထုတ်ပြန်ထားသောသတိပေးနှိုးဆော်ချက်များနှင့်ပန်ကြားချက်များအတိုင်းတိတိကျကျလိုက်နာဆောင်ရွက်သွားရန်ဖြစ်ပါသည်။ပိုင်ကဤအမိန့်သည်ကြေညာချက်ထုတ်ပြန်သည့်နေ့မှစ၍2020ပြည့်နှစ်ဧပြီလ30ရက်နေ့ထိအတည်ဖြစ်ကြောင်းထုတ်ပြန်ကြေညာလိုက်သည်။ပြည်နယ်ဝန်ကြီးချုပ်ဆိုင်းလန်လွယ်ကိုစားလူမျိုးဝင်ကြီးပေါင်လုံးမင်ထန်ဆိုပြီးကျွန်တော်ဒီနေ့ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။